အမျိုးတို့ရေပြောစရာရှိသေးတယ်ပြောစရာရှိသေးတာဘာလဲဆိုတော့နိုင်ငံရေးကကိုကျမတို့အပေါ်ဘယ်လောက်ထိတရားမှုရှိလဲထိခိုက်မှုရှိလဲဆိုတဲ့ဟာနဲ့ပြောမယ်နော်ထိခိုက်တာပေါ့တိတ်ပြီးတော့ထိခိုက်တာပေါ့ထိခိုက်တက်ရောက်တာပေါ့ကျမတို့မိသားစုတွေပို့ပြီးတော့မှထိခိုက်တယ်လို့ပြောမှာသူများဆိုရင်ထိခိုက်ပြီးပြီးသွားပြီကိုရီးယားမဟုတ်အသက်လုံးလိုက်ပြီးတော့ထိခိုက်နေရတာအခုလည်းဘယ်လိုမျိုးတော်လှန်ရေးကနေထိခိုက်လဲဆိုတော့ဒီအင်ယူဂျီကနေပြီးတော့မှငကားဖွဲ့ကိုသွားတိုက်တဲ့ရဲပေါ့နော်အဲ့ဒီရဲမှာအဲ့လိုသွားတိုက်စေဟာလားဘာလားကိုစိတ်ဆိုးကိုစနေပြီစိတ်ဆိုးပြီးတော့စနေပြီအဲ့ဒါနဲ့ဘာပြန်ဖြစ်သွားလဲဆိုတော့ညလောက်သွားကြခါကြတော့ညတနာရီမှာလေဘာဖြစ်ဆိုကျမချတာပမာဒီကနေကိုဒီကနေဆိုဟိုကညဆိုဒီကနေဆိုတော့လောက်တယ်ညတနာရီမှာကိုသိမ်းမြတ်စီစဉ်ဆက်တဲ့ဟာနားထောင်လိုက်တော့အဲ့ဒီဘုန်းကဒီစကားစစီကိုညခံလိုက်ပြီပေါ့နော်လည်းနဲ့ချလိုက်ပြီဆိုပြီးတော့တက်လာတယ်စိတ်ဆိုးတာလေစိတ်ဆိုးတာရောစိတ်တူတာရောလုံးဝဟောပါလဲလုတ်ထဲမှာလဲမနစ်ချင်တော့ဘူးလေအဲ့ဒါနဲ့ပခုနဲ့ပြန်စင်းစားရင်လည်းလေယူသလိုပဲယူတာတော့မဟုတ်ပေါ့ခုနဲ့ပြန်စင်းစားရင်တော့အဲ့လောက်ထိခံစားစရာမလိုဘူးဆိုပြီးတော့ကိုပြန်တွေးတာပေါ့နော်ဒါပေမဲ့အဲ့ဒီချိန်တော့ငကားအဲ့လိုမျိုးသွားပြီးဆိုတာနဲ့ဟိုငါသိပ်ပြီးတော့ဆင်မပြေဘူးလို့နင်နာလဲကိုပေါ့ကိုမပြောတော့ဘူးလေမပြောတော့ဘူးဆိုတော့စူပုံနေတယ်မလားစူပုံနေဟိုကလည်းမေးတယ်ဟေးနင်are you okay ဆိုတော့ကိုကလည်းအများအားလှုပ်ထဲမှာလှုပ်သွားရင်2ရက်ဆက်တိုက်ဖြစ်ပြီဆိုရင်လှုပ်အေးရမိပြီလေမလေးချလိုက်တာဟဲ့စိတ်နာတယ်ပင်တွေစိုက်ထားတဲ့ပင်တွေဟို6တယ်ဘာမှဆိုလို့ရေဖြန်းရမယ်အဲ့နဲ့ဒီမျက်နှာလည်းမကောင်းဆိုတော့သူတို့လည်းမင်းနေကြလှုပ်ထက်မှ2ရက်ဆက်တိုက်လှုပ်ပြီဆိုရင်လေချောင်းဆိုးလာပြီ immune system နဲ့ပြောတယ်ဟာလားအဲ့ဒါခုတော့ယောဂကသိသွားပြီသွေးစိတ်တော့ဗီတာမင် D ရဖြစ်တော့အေးမိမခံနိုင်ဘူးပေါ့နော် immune system လည်းနေတာပေါ့အဲ့လိုမျိုးအဲ့နဲ့တငယ်ချင်းတွေကမေးတယ်မစင်ပြေလားငါမပြေဘူးလို့လူနာလည်းနဲနေတယ်လို့ငါပြန်ချင်တယ်လို့ပြန်လိုက်တယ်ပြန်နားလိုက်တယ်သူတို့ကလည်းဘူးမပြောတော့ဘူးလုံးမလှုပ်ချင်တော့ဘူးလေလုံးမလှုပ်ချင်တော့ဘူးဆိုတော့ပြန်လိုက်တာပေါ့အမပြန်လာနဲ့အဲ့ဒါဘာကိုထိခိုက်လဲဆိုတော့ဘာတက်ရောက်လဲဆိုကိုသိမ်းမြန်းရဲ့ဟာကိုနားထောင်ပြီးတော့မှလဲမှလာတာကိုကစိတ်ရုံနေထွက်လာတဲ့ခါကျတော့မီးတွေလင်းတယ်လေမီးရဲ့လင်းတဲ့ခါကျတော့ဟိုယူသွားတဲ့ကားကလည်းအိမ်ကအမျိုးသားကားကိုကားမဟုတ်ကိုအကားဆိုကိုကသိတယ်အဲ့ဒါနဲ့မီးကဖွင့်ရတယ်သူကရင်းမော်ဒယ်ကားတွေကအဲ့လိုပဲမီးဖွင့်ရတယ်အော်တိုလင်းတာမဟုတ်ဘူးလေကိုကားဆိုရင်တော့အော်တိုလင်းတဲ့ကားဆိုတော့ကိုကဟိုအဲ့ဒါတွေလည်းမလုပ်ဘူးအဲ့ဆိုသူကားဆိုရင်ခဏဟိုဖြစ်တယ်ဘာဖြစ်လဲဆိုတော့ယူသွားတိုင်းပြဿနာဖြစ်တာများတယ်မီးပိတ်တာအကုန်လုံးမပိတ်သွားလို့ဘက်ထရီတပုတ်သွားတာနဲ့ဘက်ထရီဒေါင်းသွားတာနဲ့anyway အဲ့နဲ့မီးကိုကမဖွင့်ဘူးမလားမဖွင့်တဲ့ခါကျတော့မသိဘူးဒီတိုင်းလာတာဘာလို့ဆိုတော့ဆေးရုံကမီးတိုင်းတွေအကုန်လုံးလင်းနေတဲ့ခါကျတော့ကိုလန်းလည်းလင်းနေပြီပေါ့အော်တိုလင်းနေတာကိုမီးလင်းနေမှထင်းနေတာအဲ့ဒါနဲ့လမ်းတစ်ဝက်ရောက်တော့ရဲကလိုက်လာဟောဘာကြောင့်ငေါ့လိုက်တာလဲပေါ့ငါ speed limit လည်းမကျော်ပါဘူးပေါ့ငါတခါမှလည်း speed limit တွေပါရင်လည်းမကျော်တတ်ဘူးပေါ့လေဘာကြောင့်လိုက်တာလဲပေါ့ရဲကစိတ်ထဲမှာလေအဲ့နဲ့သူ့တော့နားပေးလိုက်တယ်ကိုလည်းလိုက်နေမှသိတော့သူကလည်းဘယ်ကြောင်တဲ့ထွက်လာမသိဘူးကြီးဆိုပြီးတော့မှအဲ့နဲ့ကိုကသိလိုက်တယ်ဒါတော့ငါ့ကိုလိုက်တာပဲလို့သူကအဲ့လိုမျိုးဖုန်းဗီဒီယိုကြည့်ပြီးတော့သွားတာလည်းမရဘူးဖုန်းကကင်ပြီးသွားရင်လည်းသူကတွေ့ရင်တော့သူကအဲ့ဒါticket ပေးတယ်
ဖမ်းတယ်ပေါ့နော်ဟိုပါဆိုတော့အဲ့ဒါကြောင့်ညနဲ့ပြောခိုင်းတာသူတို့ကဖုန်းတွေပါပြောရင်ဒါပေမဲ့ကိုတော့နားပေးလိုက်တယ်အဲ့နဲ့သူကမေးတယ်မန်းတဲ့ဟာယူသူတို့ကတည့်ရတိုင်းပဲစကားစပြောကောင်းကောင်းလေးစပြောတယ်နေမီးမဖွက်ဘူးတဲ့အဲ့ကြောင့်နင်းကိုတားတာတဲ့ဟာလာလို့ငါမသိဘူးလို့ဒါငါကားလည်းမဟုတ်တော့ငါမသိဘူးငါယောက်ျားကားဆိုတော့လို့အဲ့ဒါလည်းသူပြောအဲ့နဲ့အနေလောက်ကပြန်လာလားလေကိုကလည်းယူနီဖောင်းလဲဆိုတော့ဟုတ်တယ်လို့စိတ်ယုံနာမှာပဲနီးနီးလေးပဲရှိတယ်လေတိတ်လည်းမဝေးဘူးအိမ်နဲ့လည်းတိတ်မဝေးဘူးဆိုတော့အဲ့နဲ့ဟုတ်တယ်လို့ငါတိတ်နေမကောင်းလို့ပြန်လာတာလို့အဲ့ဒါကြောင့်လို့အေးတဲ့ငါနင့်ကိုလက်ဖက်ထက်ခက်ပေးမှာမဟုတ်ဘူးတဲ့ဝမ်းနေပဲတဲ့နေမီးဖွက်လိုက်တဲ့ဖွက်ပြီးပြီလားတဲ့ဖွက်ပြီးပြီလားဆိုတော့အေးဖွက်ပြီးပြီလို့အေးအဲ့လိုသူကလည်းပြောဘူးတော့โอเคတယ်နော်လည်းပေါ့ညာပြောပြီးတော့မျိုးသားတရားမျိုးသမီးတရားအဲ့လိုမျိုးဘာမှတော့ကိုတော့တနေ့တော့လန့်သွားတာပေါ့ကျဆိုတော့ speed limit ရေလှုပ်လျှောက်တယ်လေ200နဲ့ရှင်းနေငှားရမယ်ရှင်းနေမငှားဘူးဆိုရင်အဲ့ဒီ speed limit ကသူကဒါရှောက်အဲ့ဒီ ticket ရှိတယ်ဆိုတဲ့အတွက်ကြောင့်မို့လို့ကား insurance မှာတောက်လျှောက်ဒီနိုင်ငံမှာနေတဲ့လူတွေတော့သိတာပေါ့နော်ဒါပေမဲ့အခု information တော့ဒီနိုင်ငံမှာနေတဲ့လူတွေတော့မဟုတ်ပါဘူးဒီနိုင်ငံအပြင်ကသူတစ်ပြည့်ကိုအမျိုးတွေအတွက်ပါဟဲ့လေအဲ့လိုပဲထားလိုက်ပါကိုအမျိုးတွေပြတာပါသူကကား insurance ကဈေးတက်နေတော့တာပဲ3နှစ်ထိတက်နေတော့တာပဲအဲ့ဆိုတော့မတက်ဘူးလေပေးနေရတာဈေးကြီးတာပေါ့အဲ့ဆိုတော့ speed limit ကိုရှင်းနေနဲ့ငှားပြီးတော့သွားဖြောက်ရတာအဲ့လိုမျိုး200ပေးပြီးတော့ချိန်ကုန်ခံပြီးတော့ဖြောက်ရတော့လှုပ်ရှုပ်တယ်လေအဲ့ဒါတော်သေးတယ်လို့ငါစိတ်ရောထွက်လာတာဟိုယူနီဖောင်းနဲ့မို့လို့အဲ့ဒါငါ့ကိုထိခိုက်ပြီလို့အခုလက်ကိုထိခိုက်ပြီလက်ကိုထိခိုက်တော့လက်ကတော့လုံးမပျော်လို့လာအဲ့ဒါမဲ့ဆင်ပြေသေးတယ်အခုငါ့ကိုရဲလိုက်ပြီပေါ့နော်ထိခိုက်ပြီပေါ့အဲ့လိုမျိုးကိုတော့ကိုကသိတာပေါ့နော်အော်နိုင်ငံကြီးကငါတို့အဲ့လိုမျိုးဟိုထိခိုက်တာပဲလို့ဘာလို့ဆိုတော့အစကတည်းကပြောတယ်တကားကိုအမှမနေနဲ့ရန်သူပေါ်တယ်ဆိုရင်အဲ့လိုမျိုးဖြစ်တယ်ဆိုရင်ရခိုင်မှာသွားနေတော်လှန်ရေးမှာဘယ်နေရာမှာပဲနေတိုက်လို့ရတယ်ဒီကတိုက်ရဖို့ပဲပေါ့နော်အဲ့ तू ကလည်းညံပြောတယ်အဲ့ဒီဟာကိုနားမထောင်တာလဲစိတ်ဆိုးတာပေါ့နော်ပြောချင်တာအဲ့ဒါမဲ့ဘယ်သူဖြစ်သူတို့နားချောင်ချင်မှနားထောင်မှာပေါ့နော်ဒါပေမဲ့လည်းဟိုအများတန်းကြံပေးနေတာတွေစီဝေးတွေဘာတွေမှာဆိုရင်လည်းအများတန်းဟိုဖြစ်တယ်ဒါပေမဲ့ तू ကလည်းအဲ့လိုမျိုးသွားတိုက်မယ်ဆိုတာကို तू ကလည်းမထင်ဘူးလေနော်အဲ့လိုအင်အားလုံးရင်းနဲ့လာပြီးတော့ဟိုတိုက်လိုက်မယ်ဆိုတာမထင်ဘူးဒါပေမဲ့ဇော်ထဲတော့ကတော့သူ့ကိုတတ်ဖို့အများတန်းချောင်းရဲဆိုတာတော့ तू သိပြီးသားအဲ့ဒါပြဿနာမရှိဘူးဒါပေမဲ့အင်ယူဂျီတစ်ဖွဲ့လုံးနေနဲ့ဇော်ထဲနဲ့ပါစင်နဲ့ဖြစ်တဲ့ကိစ္စကိုအင်ယူဂျီတစ်ဖွဲ့လုံးကအဲ့လိုမျိုးလာတိုက်တယ်ဆိုတဲ့ဟာမျိုးကို तू ကမထင်တာပြဿနာအဲ့လိုဆိုတော့တချို့ဟိုအင်ယူဂျီ lobby တွေကတော့ပြောမှာပဲနေကငကားကိစ္စမပြီးသေးဘူးလားလို့ဒါပြီးသွားတဲ့ကိစ္စမှမဟုတ်တာဒါသမိုင်းဖြစ်သွားပြီလေအမှန်ဖြစ်သွားပြီလေအင်ယူဂျီတာသွားမတိုက်ရင်အဲ့လိုမျိုးဖြစ်เสียအကြောင်းမှမရှိတာဒါကတော့တွန်းပို့လိုက်တာပေါ့နော်ရန်သူထဲကိုလူတွန်းပို့လိုက်တာပေါ့အဲ့ဒါကြောင့်ရန်သူမဟုတ်မိတ်ဆွေမဟုတ်အဖို့ကြောက်ရတယ်လို့ပြောရင်တစ်ခါတလေမှန်သလားမသိဘူးဘာလို့လဲရန်သူဆိုရန်သူလိုမျိုးကိုကပြုမှုကြည်ကြံတတိထားရတာလေမိတ်ဆွေဆိုရင်လည်းဟိုအန်တရမပေးဘူးရန်သူမဟုတ်မိတ်ဆွေမဟုတ်ကတော့တည့်ရတိုင်းပဲအန်တရပေးလိုက်တာအဲ့လိုမျိုးဆိုတဲ့ခါကျတော့ပြန်ပြီးတော့ပြောရမယ်ဆိုရင်တစ်ခါတည်းကျရင်ကိုလည်းစိတ်တူတယ်သိလားငါအဲ့လိုဒီနိုင်ငံရေးထဲပဲအာရုံရောက်နေတယ်ဆိုရင်ငါစာလုံးလည်းမဖြစ်ကိုမိသားစုလည်းချိန်မပေးနိုင်ကိုအတွက်လည်းချိန်မပေးနိုင်အဲ့လိုမျိုးလေကိုလည်းမပြောနဲ့အောင်ကိုကအဲ့လိုမျိုးဖြစ်ခဲ့ဘူးလို့ရှေ့ရနေသွားလို့ကိုကဖြစ်ခဲ့ဘူးလို့ကိုကသိတဲ့ခါကျတော့ပညာဆိုတာငယ်တဲ့ချိန်မှာပဲကိုကဟိုစူးစမ်းလို့ကောင်းတယ်လေနော်ဟိုတက်ကြီးလာတဲ့ခါကျရင်ကိုမှတွေ့တာစရာနှောင်ဖွဲ့တွေနဲ့ဗာနဲ့ဟိုကိစ္စပူရဒီကိစ္စပူရအာယုံမဆိုင်နိုင်တော့စာနဲ့ဝေးသွားတယ်ဆိုရင်ပို့ပြီးတော့အာယုံမဆိုင်နိုင်ဘူးအဲ့ဒါကြောင့်မလို့ကိုရဲ့တူလေးကိုပြောတယ်ဒီတက္ကသိုလ်စစ်ကြောင်းနေပြီးတော့မှထောင်ကျသွားတာပေါ့နော်21တုံးကပဲမတ်လမှာပဲအဲ့ဒီຫນွေဦးစမှာမတ်လ8ရက်နေ့မှာအဲ့လိုမျိုးတက္ကသိုလ်ကနေပြီးတော့မှဟိုဖြစ်တာတကယ်ဆိုသူကအာကာနဲ့လိုက်ခိုင်းတာတို့ဘာလို့သူများပြောတာပဲဒါပေမဲ့စစ်ကြောရေးမှာသူ့
နှိပ်ဆက်ထားတဲ့ခါတနတ်တင်နဲ့ထိုးထားတဲ့ခါကျတော့ခလင်းတော့သူစပြီးတော့ဖမ်းခံရတော့တက်မပြည့်သေးဘူး16နဲ့မပြည့်သေးဘူးတနတ်တင်နဲ့ထိုးထားတဲ့ခါကျတော့သူ့ရဲ့နားစီကသွေးယူနေတာအမှဒီထိုင်းကိုခေါ်ပြီးတော့မှကူးရတာကူးပြီးတော့လေသူ့ပြောတယ် GED လို့ GED ဖြစ်ပြီးတော့ international ကျောင်းတွေပေါ့နော် scholarship ရှောက်ပြီးတော့သွားလို့ရအောင်လို့အဲ့လိုမျိုးပြောတယ်။ तू ကဟုတ်ကဲ့အဲ့ဒါ GED လည်းလောက်ခိုင်းတယ်တင်တိုင်းလည်းအကုန်လုံးလောက်ပြီးဒါပေမဲ့ GED ဖြေရမယ့်ကိစ္စမဖြေခါနီးမှကြတော့ကိုကနေဆက်မှာဆိုတော့ဒီ passport စာစောင့်ရင်နဲ့ကြာသွားတာအဲ့လိုမျိုး passport ကလည်းလျှောက်တဲ့အချိန်မှာတစ်ခါလူလိန်နဲ့လည်းတစ်ခါတိုးဘဝတွေကလည်းပြောမလို့လူလိန်နဲ့တစ်ခါတိုးပွဲစားကလည်းလိန်ဗမာနဲ့ထိုင်းနဲ့ပေါင်းလိန်အဲ့လိုမျိုးဆိုတော့အဲ့ဒါနဲ့ကြာနေတာတော့ကြားထဲမှာသူ့ပြောတယ်နေစာလုံးနေနော်နေစာလုံးနေကျူရှင်လက်ခလည်းပေးတယ်အဲ့ဒီ GED ဖြစ်ဖို့အတွက်ကိုတဘာသာကို3သိန်းခွဲနဲ့4ဘာသာ6သိန်းတလားကို6သိန်းပို့ပြီးတော့လို့နောက်ဆုံးဖြစ်ခါနေမှာအခုကျတော့သူတော်လှန်ရေးထောက်ဖို့တယ်ပဲသူလုံနေရတယ်ထိုင်းမှနေပြီးတော့မှလေလုံရတဲ့ခါကျတော့ခုကျသူကစာမလုပ်ချင်တော့ဘူးလေစာမလုပ်ဖြစ်ချင်တော့ဘူးကြီးလည်းမဖြစ်တော့ဘူးအဲ့လိုမျိုးလုပ်တယ်လေအဲ့တော့ကျွန်မကတော့သားထွက်တယ်ပဲတင်းတယ်အော်တော်ပဲနော်ဘာလို့နိုင်ငံရေးထဲမှာအဲ့လိုပါတော့လဲဒီခိုင်နေတာမှုတွေများလားချီလားလို့မျိုးဆက်တစ်မျိုးဆက်ကတော့ရင်းခံရမယ်ဆိုတာမှန်တယ်လေဒါပေမဲ့ကျမတို့မျိုးဆက်ရင်းခံလာရတာ3ဆက်ရှိပြီလေအဖိုးလက်ထက်တုန်းကရောအဖေမေတို့လက်ထက်တုန်းကရောအခုကျမတို့လက်ထက်မှာတစ်ခါပြန်ပြီးတော့မှအဲ့လိုရင်းရတယ်ဆိုတော့ဒါတော့မဟုတ်သေးဘူးအဲ့ဒါကြောင့်မို့လို့ဒီစနစ်ကိုမဖြတ်မချင်းကတော့မရဘူးစစ်ကြောင်တဲ့လုံးခံပြီးတော့မှဒီစစ်ခွေးလက်အောက်မှာလက်ဘင်းတက်နေထားတဲ့ဒီစစ်ခွေးလက်အောက်မှာနေဖို့ကလည်းနောက်မျိုးဆက်ထီကိုနေခိုင်းဖို့ကလည်းမသိတော့ဘူးတော်အရင်ကတည်းကပြဆသားဖြစ်အောင်မလုပ်လာခဲ့တဲ့အတွက်ကြောင့်မို့လို့မညညွန့်မှုတွေကျလည်းပါတာပေါ့နော်လုံးတဲ့လူတွေကလုံးနေတာပဲအမှဘောမလဲလူတွေကမနေတာပဲကျိုးစီးပွားနဲ့ကတဲ့လူတွေကလည်းကနေတာပဲအဲ့လိုမျိုးတွေဖြစ်နေတာဒါကြောင့်မို့ဘယ်လိုအောင်သွားရမလဲဆိုတော့ဒါညညွန့်မှုရှိအောင်ဆိုရင်တော့ဒီတော်လှန်ရေးလုပ်နေတဲ့လူတွေကတစုတစည်းတည်းညညွန့်ပြီးတော့ဖြေရှာရမှာလေဒါတဦးတယောက်တည်းပြောတဲ့ဟာလည်းမဖြစ်ဘူးအဲ့ဒါကြောင့်မို့လို့ဒီပါဝင်ပတ်သက်သူအားလုံးဆိုတာ stakeholder ပေါ့နော် stakeholder တွေကဒါကဒီပေါ်တန်နေလို့မရတော့ဘူးပေါ်တန်နေပြီးတော့မှချိန်ကုန်လိုက်စီဝေးလို့လိုက်စာရွက်ပေါ်မှာပဲကြာလိုက်အဲ့လိုမျိုးမဟုတ်ဘဲနဲ့ဇနစ်ကိုပြတ်မဲ့နီးလန်းနဲ့လောက်ရမှာဇနစ်ကိုမပြတ်ဘူးဆိုရင်ဒီတကောင်တက်သွားဆင်းသွားနောက်တကောင်တက်အောင်မှာဒီစခါအဲ့လိုမျိုးတွေနဲ့ဆိုတော့မျိုးဆက်ပြီးတော့ဆက်ဖြစ်မယ်အခုဆိုပို့ဆိုးမယ်နော်အခုချိန်နေပို့ဆိုးမယ်တစ်သက်လုံးမရှိခဲ့ဘူးတဲ့ဒီစခါမအလှဂျီနိုဆိုက်လက်ထက်မှာဆိုရင်ဒီခုဆိုရင်ဘယ်လိုပြောတာစေအုပ်ချုပ်ရေးပဲလေသူကနာမည်ပဲပြောင်းထားတာစေအုပ်ချုပ်ရေးခုကတိုင်းနဲ့ပြည်နဲ့အကုန်လုံးဟိုလက်ကြီးအကုန်လုံးကဒီစခါတွေပဲစစ်ခွေးတွေပဲလွတ်တော်လည်းအကုန်လုံးစစ်ခွေးတွေပဲဆိုတော့ဒါစေအုပ်ချုပ်ရေးဒီတိုင်းရင်းသားတွေဆိုတာကဒီလက်ချိုးချေလက်ညိုးချိုးရီလို့ရတဲ့လူတွေဆိုတာသူတို့ဘာလို့သူတို့ကိုယ်လည်းသူတို့ဝန်ခံရတယ်လေသူတို့တော့ဘာပဲဆုံးဖြတ်အများအားရှုံးမှာပဲလို့ဒါပေမဲ့အနည်းဆုံးတော့အတန်ထုံလို့ရတယ်ပေါ့နော်အဲ့လိုသူတို့အဲ့လိုပြောတယ်တန်ထုံလို့ရတယ်နဲ့ဘာထူးလဲဘာလုံးမှာတော့တန်ထုံလို့ရတယ်တန်ထုံဖို့ပဲလို့တာမဟုတ်တာသူတို့ကိုယ်လည်းသူတို့သိပါတယ်ဘာပဲတင်ဆိုတင်ရှုံးမှာပဲဆိုတော့အဲ့လိုအခြေအနေနဲ့များဝင်ပြီးတော့မှဒီစခါအတွက်ကိုတရားဝင်မှုသွားပေးနေသေးတယ်အဲ့ဒီတိုင်းရင်သားလူတွေအကုန်လုံးထပ်ထက်ရောက်နေတဲ့ဒီရက်သားတွေစစ်ကြောင်တွေစိတ်ဓာတ်တွေအကုန်လုံးကိုပြောချင်တာအကုန်လုံးခရိုနီတွေခရိုမာတွေနော်ဒီလိုမျိုးချင်းနေမှသိရတော့ねဘာဖြစ်လို့သူတို့ဟိုဖြစ်တယ်သူတို့အဲ့လိုပြောလို့ဘယ်သူကသူတို့ကိုတနာမှာလဲစဉ်းစားကြည့်သူတို့ဒီချင်းနေဖြစ်လာမှာဆိုတာသိတာပဲလေနော်ဆိုတော့ဒါစိတ်အုပ်ချုပ်ရေးပဲစစ်အုပ်ချုပ်ရေးမှအရင်စစ်အုပ်ချုပ်ရေးဆိုတာကဒီမာရှယ်လောဆိုပြီးတော့မှတကယ်တမ်းဖြစ်လာရင်တရားသူကြီးတွေဗါတွေကကြမ်းကျင်ပြီးတော့မှအနည်းဆုံးကတရားမျှတမှုမရှိအောင်လက်စားခဲ့ရင်တော့မှကျန်းစုပါစေဆိုတဲ့စိတ်နဲ့လေ
ကျဲဆူးမှာပဲဆိုတဲ့စိတ်နဲ့သူတို့ကမဝတ်တရဲပေါ့လေနောက်ဆန်တင်တင်နဲ့စားရမှာလေတရားသူကြီးတွေရှင်းနေတွေလက်စားတာဆိုရင်အကုန်လုံးကနောက်ဆန်တင်းတင်းနဲ့စားရမှာအခုကတော့ပေါ်တင်စားလို့ရပြီဘာကြောင့်ဆိုတော့ဒီဖက်ဆိတ်ရုပ်စစ်ခွေးကောင်ကဒီတရားရေးတွေမှာလဲသူကကြမ်းကျိန်တဲ့ဟာမှာကြမ်းကျိန်စရာမလိုတော့ဘူးလေဆိုတော့ကြိုက်တော့လွတ်လွတ်လပ်လိန်လို့ရအောင်သူတို့ကျန်းစုမှာကြောက်လို့သူတို့အဲ့လိုတားထားတာလေနော်ဆိုတော့တခါမှတသက်နဲ့တကူလေမကြဘူးသမိုင်းမှလည်းမရှိခဲ့ဘူးတချို့ကိစ္စတွေကဒါသမိုင်းကိုသိတယ်ဆိုတာကျမတို့ကလောကတဲ့ချိန်တော့ဘယ်လိုဖြစ်ထားတဲ့အတွက်ကြောင့်မလို့နောက်တစ်ချိန်မှာမဖြစ်အောင်လို့သိအောင်လို့ကျမတို့ကသိတယ်မလားဆိုတော့ကိုကသက်ကြီးစီရမလို့ဘူးဒါပေမဲ့သမိုင်းကိုသိနေဖို့လိုတယ်အဲ့ဒါကြောင့်မလို့နိုင်ငံရေးလေးလာရမယ်ဆိုတာအဲ့ဒါကိုပြောတာလေနော်တကယ်ဆိုတော့ပြည်သူလူထုဘဝကတော့တသက်လုံးဒီလိုမျိုးမတော်လှန်သေးသေးရွေးရတော့စစ်ကြံဘဝမှာမြောက်ကိုရီးယားထက်ဆိုးတယ်မြောက်ကိုရီးယားမြောက်မြန်မာပေါ့လေမြောက်မြန်မာကဘဝအနေနဲ့အဲ့လိုပဲဆက်သွားပြီးတော့မှဆက်နေကြလို့နေတဲ့လူတွေနေကြနေမနိုင်တဲ့လူတွေကတော့ထွက်ကြမှာပဲညီပေါင်းစုံနဲ့ထွက်ကြမှာပဲအဲ့ဒါကြောင့်ထွက်တဲ့လူတွေလည်းပြည့်မပြောဘူးအခုဆိုရင်သူတို့ကလူမျိုးတုံးတပ်ဖြတ်တာကအကျဉ်ဖြစ်နေပြီလေတစ်ချိန်တည်းလည်းမဟုတ်တော့ဘူးတက်ခါကျူးလွန်တယ်လူသားမျိုးနွယ်စုပေါ်ကျူးလွန်တယ်အခုဆိုရင်ငတ်သေးအောင်ထားတာလဲဒါလဲဇနတကြစာဖြတ်ရေဖြတ်အကုန်လုံးဖြတ်လေးဖြတ်ဆိုအဲ့ဒါလဲဒီလူသားမျိုးနွယ်စုကိုကျူးလွန်တဲ့ကြီးလေးတဲ့ဒီစိတ်ရဆုံးမှုပဲဒီလိုမှုတွေကသူတို့ကကျူးလွန်တာကျင့်တစ်သက်လုံးကျူးလွန်လာတာအခုမှမဟုတ်ဘူးအဲ့ဒါကြောင့်မို့ဂျီနိုဆိုက်လို့ပြောရင်အခုမှလောက်လာတာမဟုတ်ဘူးเนาะအဲ့ဒါကိုလည်းအားလုံးသိဖို့လိုတယ်အဲ့လိုမျိုးတီးရတဲ့ဟာဆောင်ပြီးရတဲ့နင်းတက်လောက်နဲ့နေမယ်ဆိုရင်တော့လေဒါကတော့ကိုရဲ့တန်ရပေါ့ကိုရဲ့ရွေးချယ်မှုပဲလေရွေးချယ်စရာမရှိလို့ဆိုတဲ့စကားအဲ့ဒါမဟုတ်ဘူးရွေးချယ်စရာမရှိပေမဲ့လေသူကြော်မခံလို့ဘူးဆိုရင်တော့နီလန်းရှိတယ် if there is a way there is a way တဲ့နီလန်းစိတ်ဆန္ဒဖို့လို့လေစိတ်ဆန္ဒရှိရင်နီလန်းရှိတယ်တဲ့နော်အဲ့ဒါပြောချင်တာကျေးဇူးတင်ပါတယ်ရောက်ပြီးသားလိုက်